Sorry bro လေးရဲ့တပတ်တာအကောင်းဆုံးသွင်းကိုစုကိုရယူခဲ့ရိုနယ်ဒိုအားကစားဆိုအကုန်မြင့်စူပါဖုတ်ဘော80မှာတင်ဆက်ပေးနေပါတယ်ကမ္ဘာအကောင်းဆုံးအတူးမရှိတိုက်စစ်မှုဖြစ်သူခရစ္စတီယာနိုရိုနယ်ဒိုကတော့သူ့ဖန်တွေအတွက်ဂုဏ်ယူရမယ်ဆိုတခုကိုအဲအာဇန်နဲ့မကစားမီအချိန်မှာပဲလက်ခံရရှိခဲ့ပါတယ်ရိုနယ်ဒိုကပြီးခဲ့တဲ့ပွဲမှာအသက်အရွယ်နဲ့မလိုက်ဖက်အောင်အလန်းစားသွင်းကိုတကူကိုသွင်းယူပေးခဲ့တဲ့အတွက်ကြောင့်ထိုးစုကိုလက်ခံရရှိခဲ့တာလည်းဖြစ်ပါတယ်တချို့လူတွေဆိုရင်နှစ်ပေလောက်ဘောလုံးကိုခေါင်းနဲ့ခုံတိုက်နေခဲ့တဲ့ကိုအလန်းစားကိုတကူအဖြစ်တတ်မှတ်နေချိန်မှာရိုနယ်ဒိုကတော့ထိုလိုမျိုးစုကိုလက်ခံရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ရိုနယ်ဒိုကစားနေတာဟာအပြော်တန်းလိတသားမဟုတ်သလိုကစားသမားတွေလည်းအချိန်ပိုင်းဝင်တန်းနဲ့ကောလိပ်ကျောင်းသားတွေအပြင်းပြေပျော်စီပြက်စီကစားနေတဲ့လီးတစ်ခုလည်းမဟုတ်ပါဘူးအာရှမှာတော်ဝမ်းlevelအဆင့်ရှိတဲ့ Sorry Bro လီမှာကစားနေခဲ့တာပါရိုနယ်ဒိုကဘယ်တော့မှလွယ်တဲ့လီတွေမှာကစားဖို့မတွေးခဲ့ဘူးပါဘူးပြန်ဆိုင်မှုပြင်းထန်ပြီးစိန်ခေါ်မှုတွေကိုချိုးချိုးမြင်းမြင်းရင်ဆိုင်ရတာကြိုက်တဲ့ဒီကစားသမားကြီးရွေးချယ်ထားတဲ့လီယာပြင်းသစ်လီကူထက်ကောင်းမွန်ခဲ့ပါတယ်အခုတော့ဒီလိုလီမျိုးကပေးရချီးမြှင့်တဲ့စုတစ်ခုကိုရိုနယ်ဒိုကဂုဏ်ယူဝင်ကြွားစွာလက်ခံရရှိခဲ့ပြီလည်းဖြစ်ပါတယ်ရိုနယ်ဒိုတို့ဂိုးစစ်အတွက်ဒီလိုစုတွေနဲ့ဂိုးသွင်းပြီးရင်ရွှေဖနက်စုတွေဆိုတာမလိုချင်မှအစုံကိုရရှိနေခဲ့တာပါဒါပေမဲ့တချို့လူတွေအတွက်တော့ရွှေဖနက်လေးတင်ရရဖို့6နှစ်ဆောင်စားခဲ့ရတာအင်မတန်မှတနာစရာကောင်းပါတယ်ဘဝမှာရင်အနာတော့ကလည်းကစားရလီတိုင်းမှာဘယင်ဖြစ်ခဲ့တဲ့ရိုနယ်ဒိုနဲ့တွင်ကူလီ100ပြည့်ကိုအရေးကို6နှစ်တောင်စောင့်ခဲ့ရတဲ့ကစားသမားမျိုးနဲ့ရိုနယ်ဒိုကိုပခုံးချင်းလာရှင်နေတာဘဝမှာရင်အနာဆုံးပါပဲဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့တွေမှာလည်းအားသားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ